6 ကြိမ်တိုင်တိုင်အသက်ဘေးကနေလွတ်မြောက်ခဲ့တာကိုမကြိုက်တဲ့အတွက်တေဖို့ကိုပဲတောင်းတနေရဲ့အမျိုးသားပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီငါး channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးလူတိုင်းကတရားမှာကြောက်ကြပါတယ်ဒါပေမဲ့တရားမှာကိုမကြောက်တဲ့သူတွေကလည်းကဘာမှာရှိနေပါတယ်လူတိုင်းကတေမျိုးကြီးပဲဆိုတာမှန်ပါတယ်ဒါပေမဲ့မတေမျိုးတွေကိုလည်းလက်တွေ့ရှိနေသေးရဲ့ဆိုတာအင်မတန်မှအံ့ဩဖို့ကောင်းတာပါဟုတ်ပါတယ်ဒါကသူတို့အနေနဲ့တီးတန့်ဖန်တီးယူရတာမျိုးမဟုတ်ပဲသူတို့ရဲ့ကံကြမ္မာကိုကတရားမဲ့ကံမပါတာပါတကယ်တမ်းအသက်အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါလူတွေဟာတစ်ခါနှစ်ခါသာကံကောင်းတတ်ကြပါတယ်ဒါပေမဲ့အရှေ့အာဖရိကကအမျိုးသားတယောက်ကတော့ဘလောက်ပဲဆိုးရွားတဲ့အသက်ဘေးနဲ့ရင်ဆိုင်ခဲ့ရပါစေ6 ကြိမ်တိုင်တိုင်လွတ်မြောက်ခဲ့ပြီးတော့အသက်ရှင်ခွင့်ရခဲ့ပါတယ်သူရဲ့နာမည်ကတော့ Ismail Sisi လို့ခေါ်ပါတယ်ဒီနေ့မှာတော့သူကြုံတွေ့ခဲ့ရတဲ့ဘဝဇက်ကုံအဖုံဖုံကိုမျှဝေပေးသွားမှာဖြစ်လို့စိတ်ဝင်စားရဆိုရင်တော့ဗီဒီယိုလေးကိုစုံတဲ့အထိကြည့်ပေးပါအောင်ရှင်Ismail Sisi ဟာအရှေ့အာဖရိကကတောရွာလေးတူရွာမှာနေထိုင်တာပါသူကတကိုယ်ရဲသမားတစ်ယောက်ဖြစ်ပြီးတော့ဘဝမှာအပူပဲမရှိပါဘူးဒီနေ့မှာအားလုံးအဆင်ပြေနေတဲ့သူ့ဘဝတွေကိုကံကြမ္မာမုံတိုင်းကစတင်တိုက်ခတ်ပါတယ်ဒီနေ့မှာသူဟာအလုံးလုံးနေရင်လည်းအလုပ်ထဲမှာထိခိုက်ဒဏ်ရာကြီးကြီးမားမားရခဲ့ပါတယ်ဆေးရုံကိုရောက်တဲ့ချိန်မှာသွေးထွက်အလွန်နေပြီးတော့နှလုံးခုန်တောင်ရက်တက်နေရပါဆရာဝန်တွေနဲ့သူနာပြုတွေကသူ့ကိုသေဆုံးပြီလို့သတ်မှတ်ခဲ့ပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာဘယ်သူမှထင်မထားလောက်တဲ့အရာတစ်ခုဖြစ်ခဲ့တာပါ Ismail Sisi ဟာရွာကနေအသက်ပြန်ရှင်ခဲ့ပါတယ်။ဒါကိုပဲသူ့ရဲ့ဆွေမျိုးတွေကရောဆရာဝန်တွေကပါအင်အားသိမ်းခဲ့ကြတာပါ။နောက်တစ်ချိန်ကတော့သူဟာငှက်ဖျားဖျားခဲ့ပါတယ်။ငှက်ဖျားတောင်မှအပြင်းစားဖြစ်တာပါ။ဆေးရုံကိုရောက်တဲ့အခါမှာသတိမရှိတော့ပါဘူး။ဒီတစ်ခါမှာတော့သူတကယ်ပဲအသက်ပေးလိုက်ရပြီလို့ဆရာဝန်တွေကအတည်ပြုပါတယ်။ဒါနဲ့ပဲသူ့ရဲ့ဆွေမျိုးတွေကအတူပါအခန်းအတွက်တောင်မှပြင်ဆင်နေပါပြီ။ဒါပေမဲ့အလောင်းကိုတုတ်တံမှာတကြိုကနီးခေါင်းထုတန်ကြားလို့ဖွင့်ကြည့်လိုက်တဲ့အခါမှာ Ismail Sisi ကအသက်ပြန်ရှင်နေတာပါ။သူတို့တရားလုံးလည်းအံ့အားသင့်ခဲ့ကြပါတယ်။၃ ချိန်မြောက်ကတော့သူမွေကြိုက်ခံခဲ့ရတာပါ။အစိပ်ပြင်းတဲ့အမွေအမျိုးအစားတစ်ကောင်ဖြစ်ပါတယ်။သူရဲ့မျက်နှာတွေကအစိပ်ပြန့်ကပြာနှမ်းလာခဲ့ပြီးတော့သတိမရှိတဲ့အထိဖြစ်ခဲ့ပါတယ်။အားလုံးကသေပြီလို့သတ်မှတ်ခဲ့ပေမဲ့နောက်တစ်နေ့မှာပဲအသက်ပြန်ရှင်နေခဲ့တာပါ။နောက်တစ်ချိန်ကတော့ကားတိုက်ခံခဲ့ရပါတယ်။ကားတိုက်တာကမှအင်ဂျင်အိုးပါပေါက်ပြီးတော့အကြီးစားရင်တိုင်းမှုပါ။သူရဲ့ကိုယ်ဟာအချိန်ကြောင့်လင်းစင်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမသေးဆုံးခဲ့ပါဘူး။ Ismail တို့နေတဲ့နေရာကအလွန်ဆင်းရဲတဲ့အတွက်ရင်လုံးအိမ်သားတွေရဲ့လို့တန်တန်ရှင်းရှင်းမရှိပါဘူး။ဒီနေ့မှာသူဟာသူတို့ရဲ့အိမ်သားကမစင်ချင်းတဲ့ကိုပြုတ်ကျခဲ့ပါတယ်။ကျတာမှာဟိုးအောက်ဆုံးထိကိုပြုတ်ကျသွားတာပါ။အဲဒီခါမှာသူ့ရဲ့အသက်ရှူလမ်းကြောင်းတွေထဲမှာမစင်တွေဝင်ပြီးတော့နှလုံးကုန်ရက်နေတာပါ။ရွာကဒီတခါတော့ဒီလူတကယ်သေးပြီလို့ယူဆပြီးတော့အတူပါအခမ်းအနားပြင်ဆင်နေခြင်းမှာပဲလဲလျောင်းနေတဲ့အလောင်းကောင်ကထထိုင်ခဲ့ပါတယ်။သူတို့လည်းအလုံးမအင်အားသင့်ပြီးတော့မယုံနိုင်အောင်ဖြစ်တာပါ။ဒါကြောင့်ရွာတွေကသူတွေက Ismail Sisi ကိုမကောင်းဆိုးဝါးတကောင်ပူးကတ်နေရလို့ယုံကြည်ပြီးတော့အပြတ်ရှင်းဖို့ကြိုးစားပါတယ်။ဒီနေ့မှာတော့တရွာလုံးစုယုံပြီးတော့သူ့ရဲ့အိမ်ကိုမီးရှို့ပါတယ်။အိမ်ထဲကနေဘာအော်သမ်းမှမကြားရတယ်လို့ဘယ်သူမှလည်းထွက်မလာတဲ့အတွက်ဒီတခါတော့သူတကယ်သေးပြီလို့သတ်မှတ်တာပါ။ဒါပေမဲ့မီးငိမ့်ပြီးခဏကြာမှပဲ Ismail Sisi ကပြာပုံတဲကနေပြန်ထွက်လာပါတယ်။သူ့ရဲ့တကူလုံးလည်းမီးလောင်တန်ရာတွေအပြည့်ပါပဲ။ဒီတော့မှတရွာလုံးကသူ့ကိုအကျိုးအကြောင်းမေးမြန်းပါတယ်။ Ismail ကတော့သူကိုယ်တိုင်လည်းဘာကြောင့်ဒီလိုတွေဖြစ်နေလဲမသိဘူး။သူကဒီလိုမျိုးတွေထပ်မကြုံကျင်တော့တဲ့အတွက်အများသေးဆုံးသွားခြင်းတယ်လို့ဆိုပါတယ်။တကယ်တော့ Ismail Sisi ကံကောင်းနေရမှာမဟုတ်ပဲဒီလိုဖြစ်ရဆိုးတွေနဲ့ဝစ်ကြွေးခံစားနေရတာရောမဖြစ်နိုင်ဘူးလား။သူ့အနေနဲ့ဒီလိုမျိုးတစ်ခါကြုံတွေ့ရတိုင်းမှာပြောမပြတတ်တဲ့နာကျင်မှုတွေကိုခံစားနေရတယ်ဆိုတော့သူ့ရဲ့အတိတ်ဘဝကဘယ်လိုဝစ်ကြွေးနေကြောင်းလဲ။သူတကယ်ပဲသေဆုံးသွားရင်ဒါတွေကရပ်တန့်သွားမှာလား။မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါဦးနော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်